ကဒီလိုစက်ကူယူသွားဝဲတာဖြစ်ပါတယ်မိုးရတဲ့ကြားတွေက မဟုတ်သွားဝယ်မှာဖြစ်ပါတယ်မနေ့ပြန်အော်ရာရှိတာ2ဘောက်ပေါ့နော်အဲ့မှာထူးထူးခြားခြားတစ်ဘောက်ကဘာလဲဆိုရင်စားဟောင်းနဲ့ပြန်ဒိတ်မှာမို့လို့အဲ့ဒီအတွက်ကို special edition လုပ်ပေးရမယ်ဘောက်ဖြစ်ပါမိုးကအနောက်မှာလာနေတယ်လား ဟိုမာလာမက်တိုင်ကနေပြီးတော့ဟိုအောင်စီးရမှာ GC ကိုစီးရမှာအဓိကမိုးရကြီးကျတော့ packaging ဝယ်ရလွယ်တော့လွယ်မလွယ်ဒါပေမဲ့လည်းပတ်စံလို့ရှင်လေကစမမှားထားလေဟုတ်လေရွာမရွာပါမလားလို့ဆိုရင်ရွာပါပါဘူး နော် လမ်းနဲ့ရောက်နေပါပြီဟိုပေါင်းကြီးကိုအသေးသေးလုပ်တာဒီနေ့ကဒီလိုစက်ကူယူသွားဝဲတာဖြစ်ပါတယ်ယူထဲမှာသွားရတာဖြစ်ပါတယ်အဲ့လိုမျိုးစက်ကူလို့နေဆိုရင်28လမ်းပေါ့နော်28လမ်းမှာဆိုကာတွန်း box ကိုခေါ်တဲ့ box တွေအကုန်လုံးရတယ်ပေါ့နော်အဲ့တော့ဒီကိုကုန်ပစ္စည်းလေးရောင်းကျင်တယ်အသေးစားလေးရောင်းကျင်တယ်ဆိုတဲ့သူတွေအတွက်အဲ့ဒီမှာလက်လီကနေတဘူးကနေစပြီးဝယ်လို့ရတာရှိပါတယ် Сединой цветет затылок меня ခဏပစ္စည်းဝယ်ပြီးတော့ဝယ်တော့အကြောင်းထားခဲ့ပြီးတော့အဲ့တော့မှလာပြီးတော့ဖူးခေါက်မှာအလုပ်လုပ်ဟာဒါလေးကြရင် brainstorming လုပ်ရတဲ့အပိုင်းတွေရှိရအရန်တွေးရတဲ့အပိုင်းတွေရှိပေါ့အဲ့ဒါကြောင့်ဘယ်လိုဆိုင်မှာမီးလည်းဖြတ်ခံထားရတယ်ဘူးလည်းဘူးနေမှောင်လည်းမှောင်နေအဲ့ဒါကြောင့်အနောက်မှာလုပ်တယ်မှာအရင်တော့ဒီ black wine စတော့မှဆိုရင်လည်း ocean တို့ city map တို့ under တော့မရှိသေးဘူးเนาะ ocean တို့ city map တို့မှာအဲ့လိုလုပ်ခဲ့ရဘူးလေပေါ့နော်အဲကွန်လေးနဲ့လို့ကိုဖေးစားပြီးတော့ဒါချောက် brainstorming လုပ်ခဲ့ရဘူးเนาะဒါအခုပြန်လာတော့တယ် Сединой цветет затылок, вам отвечу почему. В экономическом плане невыгодно ждать от того, чем барыжишь ты прихода. Простимулировать свое сознание запрещено.